နော်လည်းပြောပြအောင်ဆိုလို့ကျွန်တော်ဒီ brother နဲ့ line matchmaking လေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်။သုံးမျိုးကိုကျွန်တော်ပြပေးမယ်။ brother မျက်နှာကကိုယ်ပဲအကြဘက်ကိုသွားတယ်။ half face နဲ့လည်းခက်ဆင်ဆင်ပေါ့နော်။အဲ့တော့ bro နဲ့ line match style လေးဒီပုံမှာကြည့်အောင်။နံပါတ်1ကတော့ comma hair style လိုက်တယ်ပုံထဲမှာပြသလိုပြီးရင်နောက်ဒုတိယတစ်မျိုးကတော့ classic side part လို့ခေါ်တယ်ဘေးလေးကိုဒီပုံစံမျိုးလေးတင်ထားတဲ့ဂိမ်းမျိုးတွေနဲ့ဆိုရင် bro မျက်နှာရှည်ရှည်သွယ်သွယ်လေးနဲ့ဆိုတော့တင့်တော်ပြီးတော့ကြည့်ကောင်းတယ်နောက်တစ်မျိုးကတော့လူငယ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါ style မျိုးဖြစ်တဲ့ front crop ပေါ့နော်အရှိကိုအော်လေးချထားတဲ့ duster လေးထည့်ပြီးဒီပုံထဲမှာလို့ခဲပေါင်တာတို့ဘာလို့တုံးပြီးတော့ခွာရမယ်ဆိုရင် brother ရဲ့မျက်နှာကြာနဲ့ဒီကေ3မျိုးကတော့လုံးဝတင့်တော်ပြီးလိုက်ဖက်တယ်အခုရှိတာညှက်ရုံနဲ့တော့အဆင်မပြေဘူးကျွန်တော်မြင်ပြောနေကြတိုင်းပဲ hair product တစ်ခုခုသုံးပြီးတော့ပုံသွင်းဖို့လိုပါတယ်ဒါမှပဲ swing ကေက original ရှိနေရတဲ့ပို့ပြီးတော့ပုံကြပြီးတော့မိုက်နေမှာပေါ့နော်ဟုတ်ရင်ဆိုင်မှာလုပ်ပေးလိုက်တော့မိုက်ပြီးတော့အိမ်ရောက်ပုံမကြတော့တာများတယ်အခုပြပေးခဲ့တဲ့ကေ3မျိုးကို brother အနေနဲ့ဆိုင်မှာပြပြီးတော့လည်းညလို့ရပါတယ်ဒီလောက်ဆိုရင်အဆင်ပြေမယ်လို့ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်။ဈာညီကိုလည်းသိချင်တဲ့အကြောင်းအရာလေးတွေကိုအောက်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ဆုံးဖြတ်ကြည့်ပြီးတယောက်ချင်းတွေကိုကျေးဇူးထူပဲတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။